ဆိုဗီယက်စစ်သားတယောက်ဟာကတုတ်ချင်တဲ့ကနေရွတ်တရက်ခုံထွက်လာပြီးတော့ရန်သူကိုလောင်ပြောင်းတဲ့အနေနဲ့ခတ်ခွန်ပြပါတော့ဗျာရန်သူဘက်ကစနိုက်ပါကလည်းအချိန်မဆွဲပဲချိန်ပြီးတော့ဒီစစ်သားလက်ဦးထုတ်ကိုအကြီးစံကတောင့်တယ်နဲ့ပစ်ချလိုက်ပါတော့တယ်လန်သွားတဲ့စစ်သားကတော့ခေါင်းကိုမထိတာပဲကန်ကောင်းနေဆိုပြီးတော့ကတုတ်ချင်းတွေကိုပြန်ပြေးဝင်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲဘူးကျုပ်တယောက်ကစစ်မြေပြင်အခြေအနေကိုလာကြည့်ပါတော့တယ်ရန်သူဘက်မှာတော့တဲ့စနိုက်ပါရှိတယ်ဆိုတာကြားလိုက်ရတော့သူကအရန်လန်သွားပြီးချက်ချင်းကိုငုံလိုက်ပါတော့တယ်သူတက်ထဲကအတော်ဆုံးအမျိုးသမီးစနိုက်ပါကိုချက်ချင်းခေါ်ပြီးတော့ရန်သူကိုရှင်းပစ်ခိုက်ပါတော့တယ်အဲ့ဒီအမျိုးသမီးကလည်းချက်ချင်းပဲလုပ်ငန်းစပါတော့တယ်ပထမဦးဆုံးအနေနဲ့ရန်သူစနိုက်ပါဘယ်နေရာမှာပုံနေနိုင်လဲဆိုတာကိုလေ့လာပါတော့တယ်ပြီးတော့ရန်သူကိုလဲစားပြီးဖိခတ်အောင်လို့အတူအယောင်တစ်ခုကိုထောင်ထားလိုက်ပါတော့တယ်ရန်သူကလည်းအဲ့ဒီအတူအယောင်ကိုမြင်လာနဲ့ပြစ်လိုက်ပါတော့တယ်အဲ့ဒီကြီးကဖီယက်တီကိုထိပြီးပောက်ကွဲသွားတဲ့အခါမှာရန်သူရဲ့တီနေရာကိုလည်းဖောထုတ်ဖိတ်လိုက်သလိုဖြစ်သွားပါတော့တယ်အချိန်မဆွဲတော့ပဲအမျိုးသမီးကချိန်ပြီးပြစ်လိုက်တဲ့အခါမှာရန်သူစနိုက်ပါကိုထိမှန်သွားပါတော့တယ်ပြီးတဲ့အခါမှာတော့သူကဓားမြောင်ကြီးတစ်ချောင်းထုတ်ပြီးတော့သူ့ရဲ့ rifle ပေါ်မှာအမှတ်အသားတစ်ခုကိုထွင်းလိုက်ပါတော့တယ်ဒါပေမဲ့ဒီအမျိုးသမီးမထိလိုက်တာကတော့သူပစ်ထက်လိုက်တာဟာစနိုက်ပါမဟုတ်ပဲရန်သူရဲ့တီနေရာပြသူစပေါ့တာကိုပဲဖြစ်ပါတယ်ဗျာခဏကြာတော့ဘိုးချုပ်ကစစ်မြေပြင်ကိုပြန်လာကြည့်ပါတော့တယ်သူမန်ပြောင်းကြိုက်လိုက်တာနဲ့တပြိုင်နက်တည်းကြီးစံတတောင့်ကသူ့ကိုလာမှန်းပြီးချက်ချင်းပဲအသက်ပြောက်သွားပါတော့တယ်အမျိုးသမီးကလည်းချက်ချင်းအဲ့ဒီနေရာကိုပြန်လာပြီးအခြေအနေကိုတေချာလေ့လာပါတော့တယ်ရန်သူစနိုက်ပါဘယ်နေရာမှာထပ်ပုံးနေနိုင်မလဲဆိုတာကိုသူမကတွက်ဆလိုက်ပါတော့တယ်ရန်သူကိုလဲစားဖို့အတွက်မြစ်ခင်းထဲမှာအမှန်တစ်ချက်ကိုထောင်ထားပြီးနေအောင်ချီအောင်ပြန်ဟတာကိုတုံပြီးတော့သူ့အာယုံကိုဖမ်းဆလိုက်ပါတော့တယ်ဒီချိန်လေးမှာပဲအကပစ်ခဲ့တဲ့စစ်သားကလည်းရန်သူစနိုက်ပါဘဲမှာလဲဆိုတာကိုတီးသွားပြီးတိုက်ခိုက်ဖို့စ조사ပါတော့တယ်သူကဓားကိုပါးစံမှာကိုက်ပြီးခြုံပုတ်တွေကိုဖြိုးခွဲညနေအနားကိုတဖြည်းဖြည်းကတ်သွားပါတော့တယ်ဒါပေမဲ့စနိုက်ပါကသူ့ကိုမြင်ပြီးသားဖြစ်နေပါပြီလမ်းသွားမယ်အစားစစ်သားကရန်သူရဲ့ကော်ဖီကိုကောက်ယူပြီးတငုံတုတ်လိုက်ပါတော့တယ်ပြီးတော့ရုတ်တရက်တိုက်ခိုက်ဖို့စ조사လိုက်ပြီးမဲ့စနိုက်ပါကအရန်တန်ပါတဲ့အတဲ့သူ့ကိုတစ်ပင်နဲ့ပြင်းပြင်းထန်ထန်ရိုက်ထိုက်လိုက်ပါတော့တယ်ကန်ခုံစာနဲ့ပဲအမျိုးသမီးရဲ့တီနီယာကတော့လုံခြုံနေဆဲပါပဲနေရွေလျားလာနဲ့အမျှအလင်းကရန်သူစနိုက်ပါရဲ့မျက်လုံးတွေကိုတိုက်ရိုက်ရောင်ပြန်ဟတ်လာပါတော့တယ်စနိုက်ပါကလည်းအဲ့ဒီထောင်ချုပ်ကိုမြည်ပြီးမှန်ကိုပစ်လိုက်တဲ့အခါမှာအမှန်ကကွဲသွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအမျိုးသမီးကပြန်ပစ်လိုက်ပြီးစနိုက်ပါကိုအောင်မြင်စွာတပ်ပစ်လိုက်နိုင်ပါတော့တယ်ဗျာ